1999ခုနှစ်တုန်းကပညာရှင်ဟာဗတ်ဆိုင်မွန်နဲ့ဖွဲ့ကmemory အကြောင်းကိုသူတည်တနာလုပ်ဖို့အတွက်သူတို့က chess player 3မျိုးကိုသူတို့ကရှာဖွေပြီးတော့စုဆောင်ခဲ့ကြတယ်ပထမတစ်မျိုးကကြတော့ဒီ master level ရှိတဲ့လူကတက်ရောက်ပြီးတော့မှရိုးရိုးadvanced level ရှိတဲ့လူကတက်ရောက်ပြီးတော့ beginner level ရှိတဲ့လူကတက်ရောက်ဆိုပြီးတော့မှ chess player 3မျိုးကိုသူတို့ကရှာဖွေပြီးတော့မှသူတို့ရဲ့ဒီမှတ်ဉာဏ်အကြောင်းသူတည်တနာ project ကိုစပြီးတော့မှစမ်းသပ်ခဲ့ကြတယ်သူတို့စမ်းသပ်ပုံကဘယ်လိုလဲဆိုတော့ဒီ chess board ပေါ်မှာပေါ့နော်ဒီchess piece 25ခုကိုသူတို့ကထားတယ်ပြီးတော့မှတယောက်ကို5စက္ကန့်နော်အလွတ်ကြက်ခွင့်ပေးထားတယ်5စက္ကန့်ကြည့်ခွင့်ပေးတယ်ပြီးတော့မှဒီ beta မှာဒီ board အလွတ်တစ်လုံးထဲမှာနေသူတို့ကပြန်ပြီးတော့မှပြန်စီခိုင်းတယ်အဲ့လိုပြန်စီခိုင်းလိုက်တဲ့ခါကျတော့သူတို့ဘာတွေ့ရလဲဆိုတော့ဒီ master level ကကြတော့ဒီသူက16ခုထိအလွတ်ရပြီးတော့ပြန်စီနိုင်တယ်ပြီးတော့မှဒီရိုးရိုး advanced level ရှိလူကတရားကြတော့10ခုထိသူကပြန်စီနိုင်တယ်ပြီးတော့မှနောက်ဆုံး beginner level ရှိတဲ့လူကကြတော့ဒီ3ခုပဲပြန်စီနိုင်တယ်ပေါ့နော်ဆိုတော့ဒီ test မှာဆိုတော့ဒီ master level တွေကသူတို့ရဲ့ memory ကတော်တော်လေးကိုတားတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်ဒါပေမဲ့နောက် test တစ်ခုဖြစ်တယ်နောက်တစ်ခုမှာကြတော့သူတို့ကဘယ်လိုလုပ်လဲဆိုတော့ဒီ chess board ပေါ်မှာသူတို့ကခုနကတော့လို့နော်ဒီပွဲဟောင်းတွေဒီတကယ်ပွဲပုံစံမျိုး chess တွေမဟုတ်ပဲねသူတို့ကကြပန်းကြုံရကြပန်းဒီ chess piece တွေကိုเนาะကြုံရကြပန်းဒီတိုင်းပဲရှောက်ခွဲပြီးစီထားတယ်ပြီးတော့မှခုနကတော့လို့ပဲတယောက်ကို5စက္ကန့်ကြည့်ခွင့်ပေးတယ်ပြီးတော့မှဘေးနာက board အလွတ်ထဲမှာပြန်စီခိုင်းလိုက်တဲ့ခါကျတော့သူတို့ဘာတွေ့ရလဲဆိုတော့master ရော advanced level ရှိလူရော beginner level ရှိလူတွေရောအခုချိန်မှာကျတော့သူတို့က3ခုပဲသူတို့ကအလွတ်ရတော့ကျွန်တော်တွေ့ရတယ်ဘာလို့လဲဆိုတော့ဒီတစ်ခုခုပေါ့နော်ဒီ master level တွေကကြတော့ chess master level တွေကကြအားလုံးထင်ထားသလိုသူတို့မှာအရန်ကိုကောင်းတဲ့ memory ပေါ့နော်ဒီမှတ်ဉာဏ်အရန်ကောင်းတာဆိုတာကမဟုတ်ပဲねသူတို့ကဒီပေါ့နော်ဒီ chess board ပေါ်မှာဖြစ်နိုင်ခြေတွေကိုသူတို့က reasoning လုပ်တယ်ပေါ့နော် reasoning လုပ်ပြီးတော့မှပြန်ပြီးတော့စီတာပြီးတော့ဒါမှမဟုတ်လဲနှစ်ပေါင်းများစွာသူတို့ရဲ့chess practice တွေကနေသူတို့ကရတာဆိုတာကျွန်တော်ဒီသူတည်တနာအပြင်တွေ့ရတယ်တကယ်တော့သူတို့လူတယောက်ချင်းစီရဲ့တကယ် brain power ကသူပြင်ဒီမှတ်ဉာဏ်နဲ့ပတ်သက်လာ brain power ကဘယ်သူကပိုတာတယ်ဆိုတာမရှိဘူးဆိုတာကျွန်တော်တွေ့ရတယ်အဲ့ဒါကျွန်တော်ဘာကြောင့်လဲဆိုတော့အဲ့ဒီကနေပေါ့နော်ကျွန်တော်တို့ဘာလေ့လာသိရှိရလဲဆိုတော့တကယ်တော့ကျွန်တော်တို့အထူးဖြင့်မြန်မာပြည်ရဲ့ပေါ့နော်ကျွန်တော်တို့ပညာရေး system တွေမှာကျွန်တော်ငယ်ငယ်တုန်းကဆိုရင်စာတွေပေါ့နော်အလွတ်ရနိုင်တဲ့လူတွေအလွတ်မြန်ရနိုင်တဲ့လူတွေအလွတ်ရနိုင်တဲ့လူတွေကိုပို့ပြီးတော့မှတ်ဉာဏ်ကောင်းတယ်လို့ကျွန်တော်တို့မာယွန်းဆိုတာထင်ခဲ့ကြတယ်ဒါပေမဲ့တကယ်ကြတော့အဲ့လိုမျိုးပေါ့နော်ဒီစာတွေပို့ရတယ်လို့တခုခု memorize ပို့လုပ်နိုင်တဲ့လူတွေကပို့ပြီးတော့မှတ်ဉာဏ်ကောင်းတဲ့လူမဟုတ်ပဲအဲ့ဒါအခုခေတ်မှာကျတော့ပညာရှင်တွေကဘယ်လိုခေါ်လဲchunking လို့ခေါ်တယ်ဗျ chunking ဆိုတာကျတော့ဒီတခုခုပေါ့နော် memorize လုပ်တဲ့ခါမှတ်လိုက်တဲ့ခါကျတော့ဒီတိုင်းပဲ blind ကြီးမှတ်သားထားတာမျိုးမဟုတ်ပဲねကိုမမိပြီးသားအရာတစ်ခုနဲ့တွဲစစ်စဉ်းစားတာမျိုးကိုchunking လို့ခေါ်ပါတယ်ဥပမာထားပါတော့ကျွန်တော်ကCIF BIUS ATM ဆိုပြီးတော့ကျွန်တော်ကအင်္ဂလိပ် alphabet ပေါ့နော်အင်္ဂလိပ်စကားလုံး6ခု9ခုလောက်ကိုကျွန်တော်ပြောခိုင်းပြီးတော့မှတခြားလူတယောက်ကိုပြန်ပြီးတော့ရွတ်ခိုင်းတာပဲဖြစ်နောက်9မိနစ်10မိနစ်လောက်မှကျွန်တော်ပြန်မေးတယ်ဆိုရင်တို့ကမမိမှာမဟုတ်ဒါပေမဲ့အဲ့ဒါကိုပဲပေါ့နော်ဒီကိုမမိထားတဲ့ကိုသိပြီးသားအရာတခုနဲ့တွဲဆက်ပြီးတော့မမိမယ်ဥပမာ FBI CIA ATM US ဆိုပြီးတော့မှဒီဟာတွေ ATM ပဲကျွန်တော်အဲ့လိုမျိုးမှတ်ထားတယ်ဆိုတော့ဒါကလွယ်လဲမှတ်လို့ရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က chunking လို့ခေါ်ပါတယ်အဲ့တော့တခုခုကိုဒီအထူးဖြင့်ပေါ့နော်ဒီနေ့ခေတ်မှာ skill အသစ်တွေเนาะသင်ယူမှုအသစ်တွေ lifelong learning လို့ခေါ်တခုခုအမြဲတမ်းလေ့လာသင်ယူနေတဲ့လူအတွေ့ဒီလိုမျိုး chunking เนาะ techniques တွေတခုခုကိုပေါ့เนาะဒီ brain power နဲ့ပြန်ပြီးတော့လေ့လာတဲ့အပိုင်းတွေကိုကျွန်တော်တို့တတ်ထားမယ်ဆိုရင်ပို့ပြီးတော့မှလေ့လာမှတ်သားရတာကျွန်တော်တို့ပို့ပြီးတော့ခေးရောက်မယ်ဆိုတာကိုကျွန်တော်ဒီနေ့ပြောချင်ပါတယ်